Hello တဲလေးတို့ရေမမဟိမန်ကဒီနေ့လဲတန်းကိုသွားခဲ့တယ်လဲတန်းကိုဘာသွားလုပ်တာလဲဆိုလို့ရှိရင် blogger တွေအရန်ကြိုက်တဲ့အသေးဆွဲဖြစ်တဲ့ Osmo Pocket 3ဆိုတဲ့ကင်မရာလေးကိုသွားဝယ်ခဲ့တာအဲ့ဒီကင်မရာလေးကိုမဝယ်ခင်မှာတခြားနေရာတွေမှာလည်းသွားပြီးတော့မေးတယ် online ကနေပြီးတော့မေးတယ် Facebook တွေမှာလည်းသွားပြီးစုံစမ်းပြီးမေးတယ်တခြားဆိုင်တွေမှာဈေးနည်းနည်းလေးကြီးနေ3သိန်းကျော်လောက်ပိုများနေတယ်အခုဟိမဝယ်ခဲ့တဲ့ဆိုင်လေးကလှဲတန်းက X-ray ဆိုတဲ့ဆိုင်လေး Anycom mobile ဘေးနာလမ်းကြားလေးတွေကနေဝင်သွားရတယ်တကယ်တော့အဲ့ဒီကင်မရာလေးကဟိမဝယ်ပြီးတော့ပတ်စံချီပြီးတော့ unboxing ကိုအဲ့မှာလုပ်ခဲ့ပြီးပြီသူကလည်းဟိမကိုကိုယ်တိုင်ဖောက်ခိုင်းတယ်ဒါလေးပြီးတော့ဖောက်ခဲ့တယ်ဖောက်ပြီးတော့သူက install လုပ်ပြီးတယ်ပေါ့နော်ဒါပေမဲ့အခုကအဲ့ထဲမှာဗာလေးတွေပါလဲဆိုတာကိုအိမ်ရောက်တော့ကိုကလည်းဖွင့်ကြည့်မှာဖွင့်ကြည့်တော့အကုန်လုံးလည်းတခါတည်းဗာလေးတွေဘယ်လိုသုံးရလဲဗာလေးတွေပါလဲဆိုတာကိုပြချင်လို့ပါအခုလောလောဆယ်အခုရိုက်ထားတဲ့ဗီဒီယိုကကြတော့အိမ်မှာရှိတဲ့ iPhone လေးရဲ့ဒီလက်ရှိနေတဲ့လက်ရှိသုံးနေတဲ့ဒီ wireless speaker လေးနဲ့ပြောပြီးတော့ရိုက်နေတာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ဒါလေးကို set up လုပ်ပြီးသွားလို့ရှိရင်ဒီ Pocket 3လေးနဲ့ရိုက်ပြီးတဲ့ဗီဒီယိုလေးကိုဒီဗီဒီယိုထဲမှာထည့်ပေးမယ်နော်ကဲပြပြီနော်တန်တန်ဆက်ဒါလေးကဖွင့်ထားပြီးသားဘာပေါင်းစင်လောက်ထားပြီးသားဆွဲထုတ်လိုက်ဆိုလို့ရှိရင်ဒါလေးကသူ့ရဲ့ cover လေးအရင်ထွက်လာမယ်ဒီကဘာလေးကပြန်ပြီးတော့တင်းတဲ့အခါကင်မရာကိုပြန်ခောက်ပြီးတော့တင်းတဲ့အခါမှာ80တဲထည့်လို့ရှင် lens နဲ့ပုတ်တိုက်တာမျိုးတွေပါဖြစ်မှာဆိုလို့အုပ်ပြီးတော့မှဒါလေးနဲ့အုပ်ပြီးတော့မှတင်းရမယ်ဒါလေးကပါလေးလဲဒါလေးကကြတော့ဒီသူ့ရဲ့အောက်မှာ tripod လိုမျိုးဒီမူလီလေးနဲ့လိုမျိုးလေးကပ်ပြီးတော့ဒီလိုလေးလုပ်ပြီးချဒီလိုလုပ်ဒါလေးဒီသွားရင်ဒါလေးကတော့သူ့ရဲ့ကင်မရာလေးပေါ့နော်ကင်မရာလေးဒီမှာကကင်မရာကတ်လေးကပ်ပေးလိုက်တယ်ဒါလေးကပ်ပြီးတော့18000ပေးခဲ့ရတယ်သူကဒီမှာကင်မရာလေးပါတယ်ဒီကနေပြီးတော့ဖွင့်ရမယ်ကဲသူ့ကိုဘက်ထရီလေးတက်မယ်နော်ဘက်ထရီလေးလည်းပါဒါလေးပါတယ်ခဏချထားမယ်ဒါကသူ့အောက်ကနေတက်ရမယ်ဟာလေးဒါလေးကပါလေးလဲဆိုလို့ရှိရင်ဒါက wireless speaker လေးပါတခါတည်းတွဲပါတာတကယ်ဒီ speaker လေးကိုတွားပြီးဝယ်မယ်ဆိုလို့ရှိရင်9သိန်းခွဲ6သိန်းလောက်ရှိတယ်ဒီမှာပြီးတော့ဂျိုးလေးပါတယ်ပြီးတော့ဆွတ်လေးလည်းပါတယ်ပြီးတော့မှဒီဆွတ်လေးကိုတက်မယ်ဒီဂျိုးလေးပြီးတော့မှတက်မယ်နော်ဒါ speaker လေးပြီးတော့ရင်ဒါကbattery လေးသူ့အောက်မှာဒါလေးကိုဒီလိုလေးဖြည့်ပြီးတော့မှဒီလိုလေးဖြစ်သွားတော့မှဒီအောက်ထဲမှာအဲ့လိုမျိုးလေးတက်ရတယ်ပြီးသွားတော့နောက်တစ်တုံးပါသေးတယ်နောက်ဘက်ထရီတုံးပါသေးတယ်ဒီဥစ္စာကဘက်ထရီတော့မဟုတ်ဘူးပေါ့နော်သူကtripod အရှည်ကြီးနဲ့တွဲတဲ့အခါဆိုလို့ရှိရင် tripod အရှည်ကြီးနဲ့တွဲတဲ့အခါဆိုလို့ရှိရင်မူလီပါတယ်ပေါ့နော်ဒါဒီလိုတက်လိုက်တက်ပြီးသွားလို့ရှိရင် tripod အရှည်ကြီးကိုထပ်ဝယ်ရတယ် accessory အနေနဲ့ကိုကအရှည်ကြီးရိုက်ချင်တယ်ဆိုလို့ရှိရင်ဒီမှာမူလီလေးပါတယ်အဲ့မူလီလေးနဲ့သုံးဖို့အတွက်ကအပိုလေးပေါ့နော်အခုလောလောဆယ်တော့မသုံးသေးဘူးပြီးတော့ပါသေးလဲပြီးတော့ဒါအသွင်းကျူက type C ပဲဒီထဲမှာtype C နဲ့ပဲအသွင်းရတယ်လို့တက်ရက်လဲအသွင်းလို့ရတယ်ဒီအတုံးလိုက်လဲအသွင်းလို့ရတယ်ဒီမှာအသွင်းပေါက်လေး type C ဟိုဘက် type C ဒီဘက် type C နှစ်ပတ်စလုံးလေဒါတဲ့ပြီးတော့ဗာလေးလဲဆိုလို့ရှိရင်ဒါလေးကတော့တန်လိုက်လေးပါတယ်ဒီတန်လိုက်လေးကဘာနဲ့သုံးဖို့လဲဆိုရင်ဒီ wireless speaker လေးနဲ့
သုံးဖို့ပေါ့နော် wireless speaker လေးကိုဒီလိုမျိုးသူကအင်ဂျီမှာဒီလိုမျိုးညှက်ချင်လဲရတယ်နော်မညှက်ချင်မဲနဲ့ဒီလိုမျိုးလေးကတ်လိုက်လဲရတယ်အင်ဂျီကိုကြားထဲမှာညှက်ပြီးကတ်လိုက်လို့ရတယ်ဒါလေးကတော့သုံးပြမယ်ထင်တယ်နော်အဲ့ဆိုရင်ဒီမှာကတော့ဒါလေးကိုတစ်ချက်ဖိလိုက်တာနဲ့သူက power off မထားဘူးလိုမျိုးလေးစသုံးလို့ရပြီပြီးရင်ဒါလေးတွေကိုလိုက်ရွှေ့လို့ရတယ်ဒီလိုမျိုးလေးတွေရွှေ့လို့ရတယ်ဟယ်လိုမင်္ဂလာပါဒါတော့ podcast ဆန်းပေးလိုက်တဲ့သူ့ရဲ့အတန် သူ့ရဲ့ဘားရဲမိုင်းနဲ့တခါဆန်းများနေဖြစ်ပါတယ်ဟယ်လို landscape လေးရတုံးကြည့်လိုက်အောင်မယ်နော်ဒီမှာလည်းတိတ်ပြီးတော့မသုံးတတ်သေးဘူးဘယ်လိုသုံးရမလဲဆိုတော့ကလစ်ပြီးတော့အရင်သုံးကြည့်ရမှာပေါ့နော်ဒါက selfie လုပ်လိုက်ရင်ကိုမျက်နှာကိုမြင်ရမှာဆိုလို့မလုပ်သေးဘူးဒီမှာ 3K ရတယ်ဒီunboxing video လေးကတော့ဒီလောက်ပါပဲပြီးသွားလို့ရှိရင်ရိုက်ထားတဲ့ဟာလေးတွေကိုပြန်ပြီးတော့ပြမယ်နော်ဟောဒီအောက်မှာကဒါလေးကိုဒီလိုထည့်လို့ဒီလိုထည့်ရမယ်ပြီးတော့မှဒီလိုမျိုးလေးနဲ့ okay ตัว Landscape solution ရဲ့ 8K resolution ရတယ်တဲ့အခုရိုက်နေတဲ့ဒီဗီဒီယိုလေးကတော့ Osmo Pocket 3နဲ့ရိုက်ထားတဲ့ဗီဒီယိုလေးပါ 4K resolution 60 fps နဲ့ရိုက်ထားတာပြီးတော့ဒီ microphone လေးကလည်းအတန်ဖန်အားကောင်းမယ်ထင်တယ်အတန်တော်တော်လေးကြီးကြီးလေးလင်းကြားရမယ်ထင်တယ်เนาะသူကဒီOsmo Pocket 3လေးကိုဝယ်လိုက်တယ်ဆိုလို့ရှိရင်သူက data တွေကိုဘယ်လို share ရမှာလဲဆိုတော့ဖုန်းထဲမှာပဲဖြစ်ဖြစ် iPad ထဲမှာပဲဖြစ်ဖြစ်သူက application တစ်ခု download ဆွဲရတယ်သူ့ရဲ့Osmo DJI ဟိုဟာလေး application လေးရှိတယ်အဲ့ဒါလေးကိုအရင်ဆွဲရတယ်ဆွဲပြီးပါလို့ရှိရင် account ဖွင့်ရတယ် account ဖွင့်ပြီးလို့ရှိရင်မှသူကဒီ device နဲ့ကိုယ့်ရဲ့ဖုန်းဖြစ်ဖြစ် iPad နဲ့ဖြစ်ဖြစ်ချိတ်တယ်ချိတ်ပြီးတော့ဖုန်းကတော့လှမ်းပြီးတော့ control လုပ်လို့ရတယ်ဒီကင်မရာကိုပြီးတော့ရိုက်ပြီးွားတဲ့ data တွေကဖုန်းထဲကိုချက်ချင်းရောက်တယ်ရောက်ပြီးွားလို့ရှိရင်အဲ့ဒီဖုန်းထဲမှာကိုပဲသူကအဲ့ဒီ application နဲ့ပါပဲသူက CapCut လို့ပဲ edit လုပ်လို့ရတယ်သူ filter တွေထည့်လို့ရတယ် color တွေပြောင်းလို့ရတယ် edit ကြိုက်တယ်လို့လုပ်လို့ရတယ်ပြီးသွားရင်သူက SD card စိုက်ရတယ် SD card မစိုက်မဖြစ်စိုက်တော့မှပဲရိုက်လို့ရတယ်ဟိမန်ကအခု256ကိုတသိန်းကျော်လို့မတက်နိုင်လို့9900တန်128 gig ကလေးစိုက်လိုက်Facebook ကနေ YouTube ကလူတွေမျက်စိနောက်ပြီးသားမှတ်အခုမြောက်လက်တဲ့ကိုစက်တနက်ရောက်သွားပြီးထမင်းစားလက်တင်မယ်ရေတောက်လက်တင်မယ်အိမ်နာသွားလက်တင်မယ်ဤပါလက်တင်မယ်တိပေါက်လက်တင်မယ်เนาะကားမောင်းလက်တင်မယ်ရုံးသွားလက်တင်မယ်ဘာလို့တင်မယ်မျက်စိနောက်ဖို့တာပြင်ထားကြတော့ကဲအဲ့ဒါဆိုလို့ရှိရင်အခုDJI Osmo Pocket 3လေးကိုဘယ်လိုလေးပါလဲဘယ်လိုလေးသုံးရမလဲဆိုတာကိုနည်းနည်းလေးတော့သိသွားပြီထင်ပါတယ်ကျွန်မလည်းအရင်မသိသေးပါဘူးဒီနေ့မှစရလာပြီးတော့အခုမှစပြီးဟိုစမ်းဒီစမ်းကြည့်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေ Good night ပါ